အားလုံးပဲမင်္ဂလာပါရှင်။ကျွန်မကတော့အန်တိုရာဖြစ်ပါတယ်။ Solidarity Yoga ကနေကြိုဆိုပါလိမ့်ရှင်။ကျွန်မတို့အိယာနိုးလာတဲ့အချိန်မှာခန္ဓာကိုယ်ကတောင့်တင်းနေတတ်ပါတယ်။ဒါကြောင့်မို့လို့အိယာနိုးလာကစားအိယာပေါ်မှာပဲအလွယ်တကူလေ့ကျင့်လို့ရတဲ့ယောဂလေ့ကျင့်ခန်းလေးတွေကိုဒီနေ့လေ့ကျင့်ပြသွားမှာဖြစ်ပါတယ်ရှင်။ဒါဆိုကျွန်မတို့လှည့်ရဲ့အနေထားလေးကနေပြီးတော့စပြီးတော့လေ့ကျင့်ကြမယ်နော်။အရင်ဆုံးအိယာနိုးလာကစားမှာကျမတို့ရှုသွင်းရှုထုတ်ကိုရှည်ရှည်လေးရှုမယ်ဖြည်းဖြည်းချင်းလေးရှုထုတ်မယ်9ချိန်လောက်သွားပါမယ်စမယ်ရှုသွင်းရှုထုတ်9ချိန်ပြည့်သွားပြီဆိုလို့ရှိရင်ညာဘက်ဒူးလေးကိုယူလိုက်မယ်ဒူးလေးနဲ့ရင်ဘတ်နဲ့ကိုဆွဲကတ်ထားမယ်ခြေချင်းဝတ်လေးဝိုင်းရအောင်ဘေး9ချိန်ညာ9ချိန်ဝိုင်းမှာဖြစ်ပါတယ်9ချိန်ပြင်းပြောင်းပြန်ပြီးပြန်လာမယ်ဟုတ်ပြီခြေချင်းဝတ်လေးဝိုင်းပြီးသွားပြီဆိုရင်တော့ညာဘက်လက်လေးဘေးကိုဆန့်လိုက်မယ်ဒူးလေးကိုဘယ်ဘက်ချမ်းကိုဆွဲချမယ်မျက်နှာလေးကညာဘက်ကိုကြည့်ထားမယ်ခန္ဓာကိုယ်ကိုလိမ်တဲ့အကွက်လေးဖြစ်ပါတယ်ကိုယ့်ရဲ့ကြောပြင်နေကိုယ့်ရဲ့ခါးတွေမှာတင်းနေတဲ့တင်အားတွေကိုရောကြစေမှာဖြစ်ပါတယ်ဒီနေထားလေးမှာရှုသွင်းရှုထုံးကချိန်လေးမှာဖြစ်ပါတယ်နှလုံးလေးကညာဘက်လက်ကိုလှမ်းကြည့်ပါမယ်ဟုတ်ပြီ9ချိန်ပြည့်ပြီဆိုလို့ရှိရင်အလယ်မှာပြန်လာမယ်ဒူးလေးကိုပြန်ပိုက်ထားမယ်ဒူးနဲ့နှစ်ဖူးနဲ့ကပ်ဖို့ကြိုးစားမယ်ဒီချင်းလေးပြန်လျှော့လိုက်မယ်ညာဘက်6လေးကိုပြန်ဆန့်မယ်ပြီးရင်ဘယ်ဘက်6လေးကိုလည်းခုနကလိုပဲခြေဘက်စီကိုဆွဲကပ်ထားမယ်ခြေချင်းဝက်ကိုဘယ်9ချိန်ညာ9ချိန်ဝိုင်းမှာဖြစ်ပါတယ်9ချိန်ပြီးရင်ပြောင်းပြန်ဝိုင်းနေ9ချိန်ပြည့်ပြီဆိုလို့ရှိရင်တော့ဘယ်ဘက်လက်လေးကိုပြီးမှတက်တက်လေးဆန့်မယ်ဒူးလေးကိုညာဘက်ချမ်းကိုဆွဲချမယ်မျက်နှာလေးကဘယ်ဘက်ကိုလှမ်းကြည့်မှာဖြစ်ပါတယ်ခန္ဓာကိုယ်လေးနဲ့ကွက်တွေကအစာချေစနစ်ကိုကောင်းမှစေပါတယ်ရှုသွင်းရှုထုံး9ချိန်နေပြီးပါမယ်ချိန်ပြီးပြီဆိုရင်အလင်းကိုပြန်လာမယ်။ဘယ်ဒူးလေးကိုလက်နှစ်ဖက်နဲ့ပြန်ပိုင်းမယ်။ဒူးနဲ့နှစ်ဖူးနဲ့ကပ်ဖို့ကြိုးစားမယ်။ဖြည်းဖြည်းချင်းလေးပြန်လျှော့လိုက်ပါမယ်။အဲ့ဒီကနေမှလက်ချောင်းလေးတွေရှက်မယ်။လက်ကလေးကိုပတ်လက်ထား။ခြေပြားကနေလက်ဖြားထိပြင်းကြဆွဲဆန့်မယ်။ဖြည်းဖြည်းချင်းလေးလျှော့လိုက်မယ်။ဒူးလေးတွေထောင်းလိုက်မယ်။ခန္ဓာကိုယ်ညာဘက်ချမ်းကိုစောင်းမယ်။ညာလက်မောင်းပေါ်မှာဥကောင်းလေးတင်ထားမယ်။ဘယ်လက်လေးရရင်ဘက်ရှိမှထောက်မယ်ဘယ်ဒူးလေးဆက်မယ်လက်ထောက်အားကိုအသုံးပြုပြီးတော့ဖြည်းဖြည်းချင်းလေးထားပါမယ်အဲဆိုကျမတို့ထိုင်ရအနေထားလေးဖြစ်သွားပြီခန္ဓာကိုယ်လေးကိုတတောင်တတလေးထိုင်လိုက်မယ်အဲ့ဒီကနေမှဥကောင်းလေးကျင်ကန်လေးတွေကိုပြုလုပ်တော့မှာဖြစ်ပါတယ်ရှုသွင်းမိမိပြရင်ဘက်လေးကပ်မယ်ရှုထုတ်မယ်ရှုသွင်းမယ်ဥကောင်းလေးမောရှုထုတ်မယ်မိပြရင်ဘက်လေးကပ်မယ်ရှုသွင်းမယ်ဥကောင်းမောရှုထုတ်မယ်မိပြရင်ဘက်လေးကပ်မယ်ရှုသွင်းမယ်ဥကောင်းလေးမှတ်မယ်ရှုထုတ်ပြီးညာကိုစောင်းရှုသွင်းမယ်ဥကောင်းမှန်ရှုထုတ်ပြီးဘယ်ကိုစောင်းမယ်ရှုသွင်းမယ်ဥကောင်းမှန်ရှုထုတ်ပြီးညာနောက်ကတဲ့ကိုလမ်းကြည့်ရှုသွင်းမိရှိရှုထုတ်ပြီးတော့ဘယ်ဘက်ရှုသွင်းမယ်ရှိရှုထုတ်မယ်ဖြည်းချင်းလေးရှော့လိုက်ပါမယ်ဟုတ်ပြီညာဘက်လက်လေးဒီမှာထားမယ်ဘယ်လက်လေးအပေါ်မြှောက်လိုက်မယ်ရှုသွင်းမယ်ရှုထုတ်မယ်ညာဘက်ကိုဆောင်းချကိုရသလောက်ပဲဆောင်းချမယ်ရှုသွင်းရှုထုတ်နဲ့ဒီမှာခဏလေးနေပြီးမယ်တကယ်လို့ကိုကဒီမှာလက်လေးဖြည်းဖြည်းချင်းရွှေ့နိုင်နေဆိုရွှေ့ပြီးမယ်
အဲ့ဒီကနေမှတစ်ထောင်လေးချနိုင်လားတစ်ထောင်လေးချနိုင်ရင်ချပြီးနေမချနိုင်တဲ့ကိစ္စမရှိပါဘူးကိုကဒီလောက်မှပဲရတယ်ဆိုဒီလောက်မှပဲနေနေဒီနေထားမှာရှုသွင်းရှုထုတ်3ချိန်နေပြီးနေ3ချိန်ပြီးပြီဆိုရှုသွင်းမယ်ပြန်ဆန်းရှုထုတ်မယ်ဘယ်လက်လေးဖြည့်ချင်းလေးချဘယ်လက်လေးကျမ်းမှာကတ်မယ်ညာလက်လေးရှုသွင်းမယ်အပေါ်ဆန့်မယ်ရှုထုတ်မယ်ဘယ်ဘက်ကိုဖြည်းဖြည်းချင်းလေးစောင်းချမယ်ကိုရတဲ့လောက်လေးစောင်းချရှုသွင်းရှုထုတ်လေးနဲ့နေပြီးနေရှုသွင်းမယ်ဖြည်းဖြည်းချင်းဆက်မယ်ရှုထုတ်မယ်ဟုတ်ပြီအဲ့ဒီကနေမှကျမကခန္ဓာကိုယ်လေးကိုဒီလိုလေးထည့်ပြလိုက်တယ်နော်အားလုံးလည်းမြင်ရအောင်လို့ခါလေးရမမတ်လေးပဲနေမယ်ဒီမှာညာဘက်လက်လေးအနောက်မှာထောက်ထားတယ်ဘယ်လက်လေးကညာထူးကိုကိုင်မယ်ရှုသွင်းမယ်ရင်ဘက်ကိုဆန်းလေကောင်အောင်ရှုထုတ်မယ်အနောက်ကလက်ထောက်အောင်အသုံးပြုပြီးတော့ဖြည်းဖြည်းချင်းလေးလှည့်သွားမယ်အနောက်ကလက်ကနေကြောကိုတွန်းမယ်ရှုသွင်းရှုထုတ်3ချိန်ပြီးရဲ့ခါကျလို့ရှိရင်ဥကောင်းလေးအရင်လျှော့ပြီးတော့မှလက်လေးတွေဖြည်းဖြည်းချင်းလေးလျှော့လိုက်မယ်ဒီတိုင်းလေးပဲဘယ်ဘက်တစ်ချမ်းကိုလည်းသွားပါမယ်နော်ဟုတ်ပြီဘယ်ဘက်လက်လေးအနောက်မှာထောင်းမယ်ညာလက်လေးကဘယ်ဒူးလေးကိုကိုင်ခါလေးဆန်ထားမယ်ရှုသွင်းမယ်လေးကောင်အောင်ရှုထုတ်မယ်ဖြည်းဖြည်းချင်းလေးလုပ်မယ်အနောက်ကလက်ကနေပြီးတော့ကြောကိုတွန်းထားမှာဖြစ်ပါတယ်ကောင်းလျှော့ပခုံးလျှော့ခါလေးလျှော့လိုက်ပါမယ်ဒါဆိုကျမအရှိလေးပြန်လှည့်ပြလိုက်ပါမယ်နော်ဒါပြီးရင်ကျမတို့ခြေပွားလေးနှစ်ခုကိုယူလိုက်ပါမယ်လက်ချောင်းလေးတွေရှက်မယ်ဒီမှာခြေချောင်းလေးတွေကိုစုပ်ကိုင်မယ်ဘတ်တာဖလိုင်းလေးတော့ပါမယ်ဟုတ်ပြီပေါင်ရင်းကနေတော့မယ်အဲ့ဒီကနေမှလက်လေးရှေ့ကိုလာမယ်ကိုဘယ်လောက်ရလဲဒီလောက်မှရတယ်ဆိုဒီလောက်မှပဲနေမယ်ဟုတ်ပြီကျမတို့ခြေခွာလေးနှစ်ခုကိုပူလိုက်မယ်လက်ချောင်းလေးတွေရှက်မယ်ပြီးရင်ခြေချောင်းလေးတွေကိုစုပ်ကိုင်မယ်ခါလေးဆန်ထားမယ်ရှုသွင်းမယ်ဥကောင်းလေးမောပါရင်ဘက်လေးရှေ့ကိုပူရှုထုတ်မယ်ဒီမှာရှင်ဘက်ကရှေ့ကိုလာမျက်နှာအရှေ့ကိုပဲကြည့်မယ်ဒီမှာတစ်ထောင်လေးတွေကကိုယ့်ရဲ့ပေါင်ကိုပြန်ပြီးတော့ကတ်ထားမယ်ရှုသွင်းမယ်ပြန်ဆန်းရှုထောက်မယ်ရှေ့ကိုလာမယ်ကိုဘယ်လောက်ရလဲရားဘယ်လောက်လေးသွားမယ်ရှုသွင်းမယ်ပြန်ဆန်းမယ်ရှုထုတ်မယ်ဒီတစ်ခေါက်နှစ်လေးတွေရှေ့ကိုလာဒီမှာကိုကဘယ်လောက်ရလဲရားဘယ်လောက်နေထားလေးမှနေပြီးမယ်နောက်ကျန်တယ်ရှုသွင်းရှုထုတ်လေးနဲ့ခဏလေးနေပေးပါမယ်ရှုသွင်းပြီးရှေ့ကြည့်ရှုထုတ်ပြီးတော့ဖြည်းဖြည်းချင်းလေးပြန်ထလာမှဖြစ်ပါတယ်အခုဆိုရင်ကျမတို့အိယာနိုးတဲ့အချိန်မှာဥကောင်းကနေခြေထောက်ခြေချောင်းလေးတွေအထိအများကြီးကိုလေ့ကျင့်ခန်းလေးလုပ်ပြီးသွားတဲ့အချိန်မှာခန္ဓာကိုယ်ကလုံးဝလန်းဆန်းသွားတာကိုခံစားရပါလိမ့်မယ်။ဒါဆိုမနက်ခင်းတိုင်းမှာကောင်းမွန်တဲ့နှုတ်ထခြင်းတွေနဲ့နှုတ်ထလာနိုင်ကြပါစေရှင်။